Thế bị sao cháu sao ốc mà lúc in xong rồi mà Leo Spider ဒီမှာဘယ်လိုလဲဆိုဒီမှာဒီနေ့တပြေတို့သားလေးကိုလိုက်ပို့တဲ့နေရာကတော့ LOL Cake Castle ပဲဖြစ်ပါတယ်ရှင်သူ့ရဲ့ဘေးနားမှာဘောလုံးကွင်းလည်းရှိတယ်ပေါ့နော်ဒါလေးကတော့အဝင်လန်းလေးပါရှင်ကဲတပြေတို့ Cake Castle ထဲမှာဘာတွေရှိမလဲဆိုဝင်ကြည့်ကြရအောင်ပါနော်ချင်းမိုင်နွေရသည်လေးမှာသွားလေလို့ကောင်းတဲ့နေရာလေးပါရှင်ကလေးမိဘတွေသွားလေလို့ကောင်းတဲ့နေရာလေးပေါ့နော်အခုမြင်နေတဲ့နေရာလေးကတော့အတွင်းပိုင်းကလေးတွေစော့လို့ရတဲ့နေရာလေးပါရှင်သူကအတွင်းကန်းနဲ့အပြင်ကန်းဆိုပြီးနှစ်နေရာခွဲထားတယ်ရှင်အတွင်းပိုင်းမှာစော့မယ်ဆိုရင်ကလေးရည်တည်တန့်ဆိုရင်သူကဘတ်150ပြရပါတယ်ရှင်အပြင်မှာထပ်ဆော့မယ်ဆိုရင်တော့ဘတ်150ထပ်ပေးရပါတယ်ရှင်ခြေကလေးတွေယူလာခဲ့ဖို့တော့မမေ့ပါနဲ့နော်ဒီဘက်ချမ်းလေးကတော့လူကြီးတွေကလေးမိခင်တွေမိဘတွေထိုင်ပြီးတော့အေးစီလှုပ်လှုပ်ပြီးတော့စောင့်လို့လည်းရတယ်ကလေးစော့စရာလေးတွေစားစရာလေးတွေအစုံရတယ်ဈေးလေးကတော့နည်းနည်းကြီးတယ်ပေါ့နော်မိဘတွေအတွက်ကလက်မှတ်ဝယ်တယ်ဆိုရင်50 baht ပေးရပါတယ်အဲ့ဒီဟာလေးတွေကူပွန်ထုတ်ပြီးတဲ့အတွက်ကြောင့်မို့လို့စားရင်လည်းတက်တာတယ်ပေါ့နော်50ကိုသူတို့ discount ကိုပြန်ပြီး short ပေးပါရဲ့ရှင်ဒါလေးကတော့အပြင်ဘက်ပါရှင်အတွင်းဆော့ပြီးသွားပြီဆိုရင်အပြင်ဘက်ကိုဆော့လို့ရပြီပေါ့နော်သူတို့ကကလေးတစ်ခါဆော့ပြီးတိုင်းအပြင်ကိုပြန်သိမ်းလေးရှိရဲ့အပြင်ပြီးသွားရင်အတွင်းကိုထပ်ပြီးဆော့ကြတဲ့ကလေးတွေရောက်လာရင်လည်းအတွင်းကိုပြန်သိမ်းပြီးရေပေါ့နော်အချိန်ပြေးလို့ဆော့မဲ့ကလေးတွေအတွက် ready ဖြစ်အောင်လုပ်ပေးထားတာပါဒီနေရာလေးကတော့ကလေးတွေစပိန်တွေစီးလို့ရတယ်ပေါ့နော်ဒီမြင်းလဲလေးကတော့တွန်လဲလေးကတော့ရှေ့ရတယောက်ကဆွဲပြီးတော့စီးလို့ရတယ်ပေါ့နော်ဒီ bounce ပြကလေးအကြိုက်မပေါင်ဖြစ်ဒီဘက်ကတော့ကလေးတွေရေဆော့လို့ရပါတယ်ရှင်ဒီနေရာလေးတွေမှာအယုတ်သေးလေးတွေချစ်စရာလေးတွေချပေးထားတာပေါ့နော်တပြည့်သားလေးဆိုရင်သူဒီနေရာကိုအရန်သဘောကျတယ်ရောက်တာနဲ့ဒီနေရာကိုပဲတန်းပြေးချင်တယ်ပေါ့နော်ဘိုက်စားလာပြီဆိုတော့ကျွေးရပြီပေါ့နော်ကလေးတွေအကြိုက်ကတော့လီယိုအကြိုက်ကတော့ chicken nugget ပါဒီဖက်ကပေါင်းလေးကတော့တပွဲကို90ပေါ့နော်ဒီနေရာမှာလည်းကလေးတွေစီးအောင်ခြေဖို့အတွက်စောဖို့နေရာလေးတစ်သက်စီစဉ်ပေးထားသေးတယ်ပေါ့ကျုံတော့ကလေးတွေစောတဲ့ဟာလေးတွေစော့ကြည့်လိုက်သေးရဲ့ပေါ့နော်တိတ်မထင်ဘူးဆိုတော့ထပ်ပြီးတော့ try ကြည့်မယ်ကဲရေသူမပုံလေးဒီခေါက်တော့တေချာလေးရပြီပေါ့နော်ကဲသားလေးနဲ့ချားလေးစော့ပြီးပေါင်းမယ်ဒီနေ့ကတော့သူ့အချိန်ပြည့်ဖြစ်ပါတယ်ရှင်ချင်းမိုင်မျိုးရဲ့အကြောင်းလေးတွေကို share လုပ်ပေးသွားမှာမို့ like and follow လေးလုပ်ပေးကြပါအောင်နော်